တောင်သူဦးကြီးများဝယ်ယူသုံးစွဲနေကြတဲ့စိုက်ပျိုးမွေးမြူရေးပစ္စည်းများဖြစ်တဲ့မျိုးစေ့ဓာတ်မြေဩဇာအပင်အားဖြည့်စေပိုးသက်ဆေးနဲ့အခြားလိုအပ်တဲ့ပစ္စည်းများကိုစနစ်တကျနဲ့မှန်ကန်ရွေးချယ်ဝယ်ယူခြင်းနဲ့နည်းစနစ်မှန်ကန်စွာအသုံးပြုတဲ့ခြင်းတို့ကလည်းသီးနှံဖြစ်ထွန်းအောင်မြင်မှုအတွက်အရေးကြီးဆုံးအချက်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်စိုက်ပျိုးမွေးမြူရေးသုံးပစ္စည်းများရဲ့ဈေးနှုန်းဝယ်ယူရရှိနိုင်မယ့်နေရာနဲ့တည်ယူပို့ဆောင်ခြင်းဈေးနှုန်းအမှန်တွေကိုလည်းသိရှိထားရပါမယ်။မှန်ကန်တဲ့သတင်းချက်လက်တွေကိုပေးနိုင်မယ့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနများစိုက်ပျိုးရေးပညာရှင်များနဲ့အမြဲတမ်းဆက်သွယ်ပြီးမိမိတို့အသုံးပြုမဲ့စိုက်ပျိုးရေးသုံးပစ္စည်းများရဲ့အရေးအသွေးအစစ်မှန်ကိုရရှိဖို့နည်းစနစ်ကျစွာအသုံးပြုတတ်ဖို့ကလည်းအလွန်အရေးကြီးပါတယ်။ဒါပြင်မိမိတို့သုံးစွဲလိုက်တဲ့ပစ္စည်းဟာမိမိတို့ဒေသတွေရောစိုက်ခင်းတွေပါတင့်တော်မှုရှိမရှိတည်တည်ချာချာစစ်စစ်ရွေးချယ်သင့်ပါတယ်။တောင်သူများစုဟာမိမိတို့စိုက်ပျိုးရေးသုံးပစ္စည်းများကိုဝယ်ယူတဲ့ဆိုင်ရှင်များထံကအကြံဉာဏ်များကိုပါရယူလေ့ရှိကြပါလေ။အဲဒီလိုရယူတာကြောင့်မိမိတို့စိုက်ခင်းအတွက်မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာများဖြစ်ပေါ်နိုင်ပါလေ။စိုက်ပျိုးမွေးမြူရေးပစ္စည်းများဝယ်ယူဖို့မှန်ကန်တဲ့သတင်းချက်လက်များရယူဖို့သက်ဆိုင်ရာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနစိုက်ပျိုးရေးပညာရှင်များနဲ့ NGO အဖွဲ့အစည်းများတို့ဆက်သွယ်ဆောင်ရွက်မိနိုင်ပါတယ်။